ကောင်းကြီးတော့မျောလင်းနေတဲ့ Naruto Round 2 နဲ့ Fanny ရဲ့ Lisan Skin ကတော့ Advance Server မှာထပ်ပြီးတော့ရောက်ရှိလို့လာပါပြီ။ဒါပေမဲ့မင်းတို့ဆီကထွက်သွားတဲ့သူမှပဲပြန်မလာတော့ပါဘူး။ဒီတသက်လည်းပြန်လာမှာမဟုတ်ပါဘူးနော်။ကြည့်နေ။ဒီ Skin လည်းဝေနိုင်မှာမဟုတ်ပါဘူး။ဟုတ်ကဲ့ကိုလည်းမဝေနိုင်ပါဘူးနော်။ကျေးဇူးအများကြီးတင်ပါတယ်။ Naruto event မှာ Round 2 ကတော့ Gushin ရဲ့ Nolan ရဲ့ထိထားပေးတာပေါ့ Minato ပေါ့နော်။သူ့ကိုတော်တော်သဘောကျပါတယ်။အရန် very handsome ပေါ့ဒါတော့အာတရှိကတော့ဘယ်လိုလဲပေါက်လို့ပဲစားအဲ့လိုမျိုးတရေလိုဂုတ်လိုမျိုးပေါ့နာရိုတို event ကတော့မတ်လ20ရက်နေ့မှာလာမယ်ဆိုပြီးတော့သတင်းတွေကြားပါတယ်သူမတော့ပြန်လာမလားမလာတာလားသတင်းမကြားတော့ပါဘူးနော်ပြီးတော့ Fanny ရဲ့ Lisan ကတော့ကိုလည်းစိုးမဆွေးတတ်ပါဘူးနော် Fanny ရဲ့ Lisan ရဲ့ကျိုးကလည်းအမြဲတမ်းဆွေးလို့လွေးတယ်လို့သူနဲ့လည်းလမ်းလွေးပူပါတယ်Fanny ရဲ့ Lisan ကတော့မတ်လ6ရက်နေ့မှာလာမှာဖြစ်ပြီးတော့ဆောင်းစတန်းတွေ Embor တွေအကုန်လုံးပါမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီ event မှာ skin တွေပဲပါပါတယ်။မင်းတို့ဆီကထွက်သွားတဲ့သူမရဲ့အချက်တွေပါတာမဟုတ်ဘူး။ကျေးဇူးတင်ပါတယ်နော်။အားလုံးပဲ see you next video